စာလူသားများဟာအပြင်းနဲ့ဖုံးလွှမ်းမောင်တူတဲ့ထင်ရဆိုင်ရင်အသိရှင်လာကြတဲ့လူသားအလုံးလားပြောင်းနေရင်အော်ဘယ်မှာများဖြောင်းမှသူရှိမလဲလွန်ခဲ့တဲ့နှစ်ပေါင်း2000ကျော်ကလူသားအလုံးအဖြစ်နွမ်းကျွန်းထဲမှာလုံရောက်ဖုံမြုံရုပ်ဖြစ်တဲ့ဘက်တလင်မြို့ရဲ့တင်းငယ်တဲ့နွားစခွက်ထဲမှာအိုးယေရှုပြမွေးဖွားလေပြီဝမ်းမြောက်လိုက်ပါမိတ်ဆွေဒါဟာတင်တွေ့တဲ့တင်ကောင်းဒါပုံစံမဟုတ်ဘူးလောကရဲ့အဖြစ်တွေဖြစ်လာဖို့လောကလူသားများကိုကဲတင်မို့စင်ကြွလာဒါဟာ Christmas ရဲ့တဲ့တင်ကောင်းလေးပါမွေးဖွားစေတခဏတွင်ဟိုထောင်ရအတွက်ကြိုးဆိုသူတိုင်းကိုဝမ်းရောက်ခြင်းပေးမယ်ငိမ့်တဲ့ချင်းရှင်မနွေလာဟိုဒါဟာလေ Christmas တင်ကောဝမ်းရောက်လိုက်ပါမိတ်ဆွေဒါဟာတဲ့အတွက်တင်ကောဒါပုံပြင်ဟို